Hello everyone, welcome back from part 2. ခုကတော့ breakfast စားပြီး hotel ထဲမှာဟိုကြီးတီကြီး buffet ကျွေးရနဲ့အကုန်စားခဲ့လိုက်တယ်။ဒါကတော့ Great Wall ကိုသွားနေရပဲဖြစ်ပါတယ်။ hotel နဲ့ကတော့တော်တော်ဝေးဝေးသွားရပါတယ်။ Great Wall ရောက်တော့မှပဲဖြစ်ပါတယ်။ဒါကတော့အဲ့ plan မြင်နေရတာပေါ့နော်ကားလမ်းကနေပြီးတော့ဒါကတော့ကားရက်တဲ့နေရာလေးပဲဖြစ်ပါတယ်။ Great Wall ရဲ့ area ထဲရောက်ပြီဆိုကြတဲ့ကသူကအဲ့လိုမျိုးရှေ့ခေတ်အဆောက်အုံပုံစံမျိုးအများကြီးတွေ့ရပါတယ်။နောက်ပြီးတော့အဲ့လိုမျိုးတက်ဖို့ gate သွားဖို့တော်တော်လေးကိုလမ်းလျှောက်ရတယ်။ဒါကတော့အပြင်ဘက်ကဈေးတန်းဖြစ်ပါတယ်။ဖျားဆောင်လမ်းနေလိုမျိုးပဲတော်တော်လေးတော့ဈေးကြီးရဲ့အမှဈေးဝယ်မယ်ဆိုရင်တော့ဈေးတိတ်ချစစ်ကြပါမနေ့ကဒါရှိလန် street မှာဘာယူယူ10ရွာဆိုတာဝယ်ပြီးကြတဲ့ကဒီမှာတော်တော်လေးကိုဈေးကြီးရဲဆိုတာသိလိုက်ရတယ်ဒီမှာပစ္စည်းတိုင်းလိုလိုကတော့အနည်းဆုံးရွာ20 25ရွာလောက်တော့ရှိပါတယ်။နောက်ပြီးတော့ရိုးရမုံတွေလည်းအများကြီးရောက်ပါတယ်။ဒီကဆိုင်မှာဘာမှတိတ်မဝယ်လိုက်ရတော့ဒီမှာတော်တော်များများတကယ်ချင်းတွေမိသားစုတွေအတွက်လက်ဆောင်လေးဝယ်ခဲ့ပါတယ်။ဒါက Great Wall တက်ဖို့အတွက်လက်မှတ်ဝယ်ဖို့သွားနေရပါတော့။ဒါတော်တော်လေးကိုလမ်းလျှောက်ရပါတယ်။ Great Wall သွားမယ့်နေ့ဆိုရင်တော့ sneaker တို့ဘာလို့လုံးဝ comfort ဖြစ်နေမယ့်ဟာလေးပဲစီးသွားကြပါသူကလေတက်ရတာတော်တော်လေးကိုမှတ်ပါတယ်တစ်ချက် balance တက်သွားတာနဲ့လုံးဝအနောက်ကိုလမ်းကျမဲ့အနေထားကြီးပါနောက်တစ်ခါ China သွားမယ်ဆိုရင်တော့ Great Wall ကို skip ပါမယ်မသွားတော့ပါဘူးရောက်တော့ရောက်ခိုင်လေးဆိုပြီးတော့နည်းနည်းအပေါ်ဆုံးနားလောက်ထိတက်ခဲ့ပါတယ်ဒါကတော့ဘယ်ကနေပြန်มาပြီးလမ်းကျစားဖို့နေရာပဲဖြစ်ပါတယ်ဆိုင်ရတော်တော်လာလို့တပုံရခဲ့ပါတယ်ဒါကတော့ Summer Palace ပဲဖြစ်ပါတယ်ဒီအခုတွေ့နေရတဲ့ကန်ကြီးက winter မှာဆိုရင်ကန်တစ်ခုလုံးရေခဲပြင်ကြီးဖြစ်သွားတာဖြစ်တဲ့အတွက် skating တွေပါလာလုပ်ကြရတယ်လို့ပြောပါတယ်ဒီ Summer Palace ကလည်းမီးလောင်ပြီးပျက်စီးသွားတာဖြစ်တဲ့အတွက်ဒါတွေကအကုန်ပြန်ဆောက်ထားတာပဲဖြစ်ပါတယ်။သူ့စီမှာကျန်ခဲ့တာဆိုလို့ငကားရုပ်တရုပ်ပဲကျန်ခဲ့လို့ပြောပါတယ်။ဒီ Summer Palace ထက်ဆိုင်မနေ့က Lincoln Temple ကပို့ပြီးတော့ Palace Vibe ရတယ်လို့ထင်ပါတယ်။ဒီနာစားရဲ့ဆိုင်ကတော်တော်လှလို့တပုံရိုက်ခဲ့လိုက်ပါတယ်။ဒါကတော့မနေ့ကတော့လေ TMS Square ရဲ့ main entrance လို့ပြောပါတယ်။အဲ့နေရာကတော့အဲ့အခမ်းအနားကြီးရှိလို့သွားလိုက်ရပါဘူး။ Now our bus is heading to Bird's Nest. Guys, the night view of Beijing is really mesmerizing. ခုကတော့ Olympic Stadium နဲ့ရှိရနေအောင်ရောက်ပြီးဖြစ်ပါတယ်။ဒီနေရာကို second favorite လို့ပြောလို့ရပါတယ်။ညရှုခင်းကြည့်လို့ကောင်းတဲ့နေရာတစ်ခုပြီးတော့ဈေးဆိုင်တွေလည်းအများကြီးရှိတယ်အဓိကကတော့မုံဆိုင်တွေနဲ့ stationery တို့ဘာတို့တခြားအမတ်တရပစ္စည်းတွေအများဆုံးရှိတယ်တော်တော်လေးတော့ဈေးကြီးတယ်အဲ့ဒါကြောင့်ဖြစ်နိုင်တယ်ဆိုရင်ဒါရှိလန် street က10ရွာဆိုင်မှာပဲအကုန်လုံးဝယ်ခဲ့ကြပါလို့ This is the end of part 2 we are going back to a hotel now thanks for watching guys